Super Sunday ရဲ့ Premier League ပွဲစဉ်၃ပွဲဖြစ်တဲ့ Brighton နဲ့ Aston Villa, Manchester City နဲ့ Bournemouth, Newcastle နဲ့ Liverpool ဒီပွဲစဉ်၃ပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ခံမှန်းချက်ကျွန်တော်လုပ်သွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Absolute Football နေပြီးအားလုံးကိုကြိုဆိုပါတယ်ဆိုတော့ကျွန်တော်မနေ့ကခံမှန်းခဲ့တဲ့အနေအထားတစ်ခုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Special Choice အဖြစ် Telegram မှာတင်ခဲ့တဲ့ပွဲတွေကတော့အကုန်လုံးအဆင်ပြေခဲ့တယ်ဒါပေမဲ့ဂျားတွေက၃ပွဲကတော့အခြေအနေမကောင်းဘူးပေါ့လေဆိုတော့ဘယ်လိုဖြစ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ Telegram မှာဆိုလို့ရှိရင်တော့ကျွန်တော်အကြိုက်ဆုံးရွေးချယ်မှုဆိုတဲ့ဟာတွေကိုကျွန်တော် highlight လုပ်ပြီးတော့ပြန်ပြီးတော့ post အနေနဲ့ပြန်တင်ပေးပါတယ်ပြီးတော့ဒီလက်ရှိကျွန်တော်တို့ဒီ TikTok တွေ YouTube တွေမှာက video အနေနဲ့ကျွန်တော်လုပ်မှာဒီ EPL တစ်မျိုးတည်းကိုပဲကျွန်တော်လုပ်မှာဖြစ်ပါတယ် Channel League ကပွဲစဉ်တွေထဲမှာကျွန်တော်ကြိုက်တဲ့ပွဲမျိုးရှိရဆိုလို့ရှိရင်တော့ကျွန်တော်က Telegram Channel မှာfree ပေါ့ဗျာ free တင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင် Telegram Channel ကို join လို့ရပါတယ် Telegram Channel join မယ်ဆိုလို့ရှိရင်တော့အခုလက်ရှိ YouTube ကကြည့်ရဆိုလို့ရှိရင်တော့ဒီကျွန်တော်ကို comment ထဲမှာဝင်ပြီးတော့မေးလို့ရပါတယ်အဲ့မှာကျွန်တော် link ချပေးလို့ရပါတယ်TikTok ကြည့်ရဆိုလို့ရှိရင်တော့ကျွန်တော် chat box မှာလာပြီးတော့ Telegram Channel link ကိုလာပြီးတော့ download ရပါတယ်ဆိုတော့ဝင် join ခွင့်ရကျွန်တော်အခမဲ့ပါcharge ဒီပိုင်းကောက်တာမျိုးကျွန်တော်လုံးဝမလုပ်ပါဘူးเนาะဆိုတော့ကိုလူနဲ့ကို AACC ကျွန်တော်တို့ post တွေတင်မယ်เนาะပွဲတွေခံမှန်းကြမယ်ဆိုတဲ့ပုံစံမျိုးတွားမှာပါဆိုတော့ဒီလိုကြောင့်မလို့ Telegram channel လေးကို join ထားပေးဖို့အတွက်လည်း request လုပ်ပါတယ်ဆိုတော့ YouTube channel ကိုလည်း subscribe လုပ်ထားဖို့အတွက်ကျွန်တော် request လုပ်ပါတယ် TikTok Facebook တွေလည်း follow လေးလုပ်သားပေးပါဦးဒီကတော့ Facebook တော့မရှိဘူးပဲเนาะ TikTok ပဲကျွန်တော်ရှိမယ် Manchester United နဲ့ပတ်သက်တဲ့ content တွေကတော့ United Man မှာတင်ပါတယ် United Man TikTok ရှိတယ် United Man YouTube ရှိပါတယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်အကုန်လုံးကျွန်တော် subscribe တွေလုပ်သွားပေးလို့ရပါတယ်Okay အားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်တို့ဒီ Premier League ဒါပြောမယ်ဆို Day 3ပေါ့ဗျာเนาะတောက်ကြနေ့ကကျွန်တော်စတယ်တောက်ကြစနေဒီတနင်္ဂနွေရောက်ပြီပေါ့เนาะဒီတနင်္ဂနွေမှာကျွန်တော်3ပွဲရှိတယ်ဒီ3ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ခံမဲ့ချက်လုပ်ပါမယ်3ပွဲဖြစ်တဲ့ကြောင့်မလို့အရင်အရှိကြီးတော့ကျွန်တော်ပြောလို့မရဘူးတို့ပဲကျွန်တော်ပြောပါမယ် Who score ရဲ့ goal score prediction တွေကိုကျွန်တော်ထည့်ပြီးတော့ပြောသားပါမယ်ဆိုတော့ဒီကြောင့်မလို့ဒီကခံမဲ့ချက်သက်ဖြစ်တယ်ကျွန်တော် entertain session သဘောမျိုးသာဖြစ်တယ် brother တို့အနေနဲ့ဒီပေါ့เนาะကျွန်တော်ပြောလို့လိုက်လို့ရမယ်ဆိုပြီးတော့ကျွန်တော်ပြောနေတာမဟုတ်ဘူးဆိုတော့ brother တို့မှာအမြင်ရှိမယ်ကို့အမြင်နဲ့ကျွန်တော်အမြင်ထပ်တူကြရဆိုလို့ရှိရင်ကစားခြင်းကစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးပါဆိုတော့ဒီကြောင့်မို့ကြိုက်မှလိုက်ပါမကြိုက်ဘူးဆိုလို့ရှိရင်ကိုကြိုက်တဲ့ပုံစံအတိုင်းပဲချဖို့အတွက်ကျွန်တော် recommend ပေးပါတယ် Okay ဆိုတော့ဒီနေ့မှာကျွန်တော် Brighton Aston Villa နဲ့ကျွန်တော်စပြီးတော့ပြောပါမယ်ဆိုတော့ Brighton Aston Villa လက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ဒီ Asian Bookie ရဲ့ကျွန်တော်ခင်းကျင်းပုံရဆိုလို့ရှိရင် Brighton ဘက်ကလည်း60ကျော်9ပေါင်းသေး380ပေါင်းဆိုတဲ့အနေထားမျိုးပေးထားပါတယ်ဆိုတော့ဒီပွဲမှာကကျွန်တော်တို့ကဒီပေါ့နော် data လေးနဲ့ကြည့်ရမှာပေါ့နော် Aston Villa ကပို့ပြီးထူးကြတယ် Brighton ကကျွန်တော်အရင်ထူးကြမရှိဘူးသူတို့ Believer ကျွန်တော်တို့ရောင်းထားတယ်Welbeck တို့ပါကျွန်တော်ထွက်ထားတာမျိုးရှိတယ်တခြားကစားသမားတွေရှိအောင်လားเนาะကျွန်တော်ဒီခြားတော့မသိဘူးဆိုတော့အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ပြောရမယ်ဆိုအထိုင်တော့ပြတ်မသွားတဲ့အနေအထားတစ်ခုဘာလဲဘာလို့ဆိုတာလဲပြီးခဲ့တဲ့ယာတီတုန်းကအရင်ကျွန်တော်တို့ဒီအားကိုးခဲ့တဲ့ကစားသမားမျိုးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့ကွင်းလယ်မှာအထိုင်ပြတ်စရာအကြောင်းရင်းသိလုံးဝမြန်မာစသားမရှိဘူးပြီးတော့ကျွန်တော်တို့တခြား Welbeck တို့ဘာလို့ဆိုတာကလည်းဒါပြောမှမလို့ရှိရင် squad depth ပုံစံမျိုး Brighton မှာထားတာဆိုတော့ Chelsea ကိုရောက်သွားပြီမဲ့လည်းပဲသူတို့ရဲ့တိုက်စစ်မှာပြောမှဆိုအသက်ရှိနေစေအနေထားမျိုးဖြစ်တယ်ပြောမှဆို Fabian Hansler ကဒါ300တီမြောက်ဖြစ်နေပြီ Brighton မှာသူအသားကျနေဖြစ်တဲ့အတွက်ကြောင့်မလို့အားသာချက်တွေအများကြီးရှိတယ် Brighton ဒါတွေ့ဝင်လဲကျွန်တော်ဖြစ်တယ်ပေါ့နော် Premier League ကျွန်တော်တို့အဖွင့်ပွဲလဲကျွန်တော်ဖြစ်တယ်အဖွင့်ပွဲတွေမှာ Brighton ဒီရလက်ကျွန်တော်တော်လေးကောင်းတာနောက်ဆုံး9ချိန်မှာသူတို့4ချိန်ထိကျွန်တော်နိုင်ထားတယ်တပွဲတစ်ချိန်ပဲကျွန်တော်သေချထားတယ်ဆိုတော့အဖွင့်ပွဲတွေမှာ Brighton ရှုံးနေချုံတာမရှိပါဘူးဆိုတော့ Aston Villa ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီဘယ်လိုပြောရမလဲဒါအဖွင့်နေတဲ့သူတို့ကစားရမယ် Brighton အိမ်ဝင်းလဲကျွန်တော်ဖြစ်နေတယ် Brighton အိမ်ဝင်းဆို Aston Villa ကခြေစွမ်းကောင်းတတ်တယ်ဒါပေမဲ့ဒီ Aston Villa ဒီပြီးခဲ့တဲ့ရာသီက Aston Villa နဲ့ကျွန်တော်တို့ရှင်းလို့မရတော့ဘူးဘာလို့လဲဆိုတော့သူတို့ဒီရာသီမှာဆိုလို့ရှိရင်ကစားသမားတွေသူတို့အများကြီးအဓိကကစားသမားအများစုသူတို့လက်လွတ်ထားရတယ် Morgan Rogers တို့လက်လွတ်ထားရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Yuri Tielemans တို့ကျွန်တော်လက်လွတ်ထားတာတွေရှိတယ်သူတို့ခေါ်ထားတဲ့ကစားသမားတော်တော်များများကလည်းအခုလက်ရှိဒီပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာမပါနိုင်တဲ့အနေအထားမျိုးဖြစ်တယ် Manzambi တို့မ join နိုင်သေးဘူးကျွန်တော် Gomez တို့ကျွန်တော်မ join နိုင်သေးတဲ့အနေအထားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ Garnacho တို့လောက်ပဲကျွန်တော်ပါမဲ့အနေအထားမျိုးဗျာဆိုတော့ဒီလိုကြောင့်လို့ Aston Villa အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ Unai Emery ရဲ့ shape ထဲကိုဝင်ဖို့အတွက်ကျိုးပန်းနေစေဆိုရဲအနေအထားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ Brighton အိမ်ဝင်းဆိုလို့ရှိရင် Aston Villa ဒီရှုံးတာတိတ်ပြီးတော့မရှိ Brighton ကိုယ်တိုင်လဲပဲဒီ Aston Villa နဲ့တွေ့ရဲ့အနေအထားမှာနောက်ဆုံး6ချိန်မှာတစ်ချိန်ပဲကျွန်တော်တို့နိုင်ထားတယ်အိမ်ဝင်းမှာတွေ့တာပေါ့နော်တစ်ချိန်ပဲကျွန်တော်နိုင်ထားတယ်2ချိန်တည်ကြပြီးတော့ကျန်တဲ့ဒီ3ချိန်ကိုတော့ကျွန်တော်တို့ဒီ Villa ဘက်ကနေပြီးတော့ကျွန်တော်နိုင်ထားတာဆိုတော့ဒီလိုပုံစံမျိုးဆိုတော့ Villa ဒီအနေဆုံးတည်ရဆိုတဲ့ပုံစံမျိုးမှာတော့ကျွန်တော်ရှိတယ်ဒါပေမဲ့လည်းပဲဒီပွဲမှာပို့ပြီးတော့အထိုင်ကျနေတယ်ဒီနီးပြနဲ့ပဲဒီကစားသမားတော်တော်များများနဲ့ပဲ3နှစ်လောက်ကျွန်တော်တောက်လျှောက် run နေတဲ့ Brighton ပြီးတော့ကျွန်တော်တို့ဒီရာသီအဖွင့်ပွဲတွေမှာခြေတင်ကောင်းတဲ့ Brighton ကိုကျွန်တော်ပို့ပြီးတော့ရှုံးနေဆိုတော့ဒီကြောင့်မလို့ဒီပွဲမှာ Brighton ကျွန်တော်ကြိုက်တယ်60လောက်တော့ကျွန်တော်တို့ရင်းရမယ်အနေအထားမျိုးမှာတော့ရှိပါတယ်380ဆိုတော့ Aston Villa 9ရနိုင်တယ်9အောက်ကြီးနေဖို့အတွက်ကလည်းကျွန်တော်တိတ်မရဲဘူးဘာဖြစ်လို့လဲဆိုတော့အချိန်မီ Brighton ကကျွန်တော်နိုင်သွားနိုင်ချေရှိရပါတော့ဆိုတော့ဒီကြောင့်မလို့60လောက်ကျွန်တော်ရင်းရမယ် Brighton ကြိုက်ပါတယ် Who score ကတော့ဒီပွဲကို1-1ဆိုပြီးခံမှန်းထားပါတယ်
နောက်တစ်ပွဲတော့ Manchester City နဲ့ပုံမှာပါ City ကတော့ဒါ Enzo Maresca လက်အောက်ပထမဦးဆုံး EPL ပွဲစဉ်ကျွန်တော်စပြီးတော့ဖြစ်မှာပါဒါ City အတွက်ပေါ့လေ City အတွက် Enzo Maresca အတွက်ကျွန်တော်ဒါပထမဆုံးဒီ EPL ပွဲစဉ်ဖြစ်မယ် Chelsea မှာသူအတိုင်းအတာသူအောင်မြင်ခဲ့တယ်အခုလက်ရှိ City မှာသူဘယ်လောက်လုပ်ပြမယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ် Okay ဒီနေရာမှာကျွန်တော်တို့ဒီဘုံမောက်ပေါ့နော်ဘုံမောက်ဒီခုနက Aston Villa နဲ့တိတ်ပြီးတော့မချာနာဘူးပေါ့နော်ဒီနေရာမှာသူတို့ကနီးပြကိုကျွန်တော်ပြောင်းလဲထားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့လိုနေထားမှာအဓိကကစားသမားတော်တော်များများကိုလည်းသူတို့လက်လွတ်ထားရတယ်စမန်ညိုတို့ကပြီးခဲ့တဲ့ຢာလီတွေကသူတို့လက်လွတ်ထားရတဲ့မျိုးရှိတယ်တချို့ကစားသမားတွေလည်းသူတို့လက်လွတ်ထားရတယ်ဒီလိုနေထားမျိုးမှာဒီဘယ်လိုပြောမလဲကစားသမားတွေကပြောမှဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုထိ quality တစ်ခုရှိနေတော့မယ်ဆိုပေမဲ့နီးပြအစ်စ်လက်အောင်မှာအဆင်ပြေမပြေဆိုတဲ့အရာကစောင့်ကြည့်ရမယ်။ Man City ကလည်းဒီတိုင်းပဲဒါကစားသမားတွေက quality အရာတော်တော်ကောင်းတဲ့အထက်မှာပါတယ်သူတို့မှာမေကွန်းထုတ်စရာကကွင်းလယ်လောက်ပဲကျွန်တော်ရှိတယ်ကွင်းလယ်မှာပြောမှဆိုလို့အထိုင်မကျသေးဘူးပေါ့နော်လက်ရှိ Elliot Anderson တို့ရှိရဆိုပေမဲ့လည်း Rodri တို့ Bernardo Silva တို့ကျွန်တော်တို့ကင်းမဲ့သွားတဲ့ကွင်းလယ်ကပြောမှဆိုလို့ရှိရင် control ဘိုင်းမှာနည်းနည်းကျွန်တော်ပြဿနာရှိတယ်ဆိုတော့ transition တွေပေါက်နိုင်တယ်ဗျာပြောချင်တဲ့သဘောက Brighton sorry ဒီဘုံမောက်ကလည်းအဲ့လို transition တွေမှာအလုပ်လုပ်တတ်တဲ့ဒီပေါ့နော်ကစားသမားတွေကျွန်တော်ရှိတယ် Krupi တို့ရှိတယ်နောက်ပြီးတော့တခြားကစားသမားတွေကျွန်တော်ရှိတယ်ဗျာဆိုတော့ဒီလိုကြောင့်မလို့ပြောမှဆိုလို့ရှိရင်လှုပ်ရှားလို့ရတယ်ဆိုတော့ဘုံမောက်ဘက်ကလည်း City ဘက်ကိုကျွန်တော်ဂိုးရနိုင်တာမျိုးတွေဖြစ်နိုင်တယ်လို့ City ဘက်ကလည်းကျွန်တော်တို့ဂိုးရနိုင်ခြင်းအများကြီးရှိလို့လက်ရှိအနေထားမှာ City ဘက်ကနေ335မှန်ရှုံးဂိုးပေါင်းစီကျွန်တော်3လုံးကို60ရှုံးဆိုတဲ့အနေထားသည်ဒီကြပါနှစ်ဖက်သွင်းကိုမြင်ရမယ့်အနေထားမှာရှိတယ်3ဂိုးလောက်နဲ့တော့မရလောက်ဘူးထင်တယ် City ကြေးအောင်နိုင်ခြင်းလည်းရှိရလို့ကျွန်တော်ယူဆတယ်ဘုံမောက်လိုဒီမျိုးကို City အနေနဲ့လုံး35မှန်ရှုံးဆိုတာအရင်ပြင်းတယ်လို့ပြောလို့မရဒါပေမဲ့ပြော့ဖန်နေတာပဲလို့ပြောဖို့လည်းကျွန်တော်တော်တော်လေးခက်ပါတယ်ဆိုတော့ဒီတကြောင်မလို့ဒီပွဲကိုတော့ကျွန်တော်ကတော့ဂိုးပေါ်ပဲကျွန်တော်ကြိုက်ပါတယ် Pool score ကလည်းဒီပွဲကို 3-1 နဲ့ City နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးပွဲကျွန်တော်ဒါကညဘယ်နိုင်လဲ10နာရီပေါ့နော်10နာရီ Newcastle နဲ့ Liverpool ဆိုတော့အဲ့ပွဲကတော်တော်လေးပြောလို့ကောင်းမဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒီပွဲကိုကနဦးအနေနဲ့ကျွန်တော်ဗာရွေးလဲဆိုလို့ရှိရင်တော့ဒီပွဲကိုကျွန်တော်9အောက်ရွေးထားတယ်လက်ရှိအနေထားမှာဈေးရဘယ်လိုပြီးလဲဆို Liverpool ဘက်ကလည်းပဲ90ရှုံး9ပေါင်းသေးကျွန်တော်3လုံးကို25ပြားရှုံးဆိုတော့level ဈေးကို325ပြားရှုံး9ပေါင်းသေးပြင်းတာမဟုတ်ဘူးလားဆိုလို့ရှိရင်တော့မှန်ပါတယ်ပြင်းတယ်တော်တော်ပြင်းတယ်ပေါ့နော်ဒါပြောမှဒီနေ့ပွဲတွေထဲမှာအပြင်းဆုံးလို့တောင်ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီနှစ်သင်းကတွေးလိုက်တိုင်းမြင်တဲ့ဂိုးပေါ်နေတဲ့အသင်းဗျာနော်အဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်နေတာဆိုတော့ဒါပြောမှဆိုလို့ရှိရင်ဂိုးပေါ်ဆိုတဲ့ရွေးကွက်ကအလွယ်ဆုံးရွေးကွက်ပဲကျွန်တော်ဖြစ်တယ်ဆိုတော့အသင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူး90ရှုံးဆိုတော့ okay လီဗာပူးနိုင်ကြီးလည်းရှိတယ်ပေါ့ဆိုတော့Newcastle အိမ်ဝင်ဖြစ်တယ်ဆိုပေမဲ့လည်းပဲလက်ရှိနေထားNewcastleဒီNewcastleအသင်းကျွန်တော်ဖြစ်တယ်Newcastleအသစ်ဖြစ်တယ်ဆိုတော့အဲ့ဒီဟောင်းဝီရဲ့ Newcastle မဟုတ်တော့ဘူး Bruno Guimaraes တို့မရှိတော့ဘူး Sandro Tonali တို့မရှိတော့ဘူးဆိုတော့Newcastleအသစ်လို့ကျွန်တော်တို့ပြောမယ်ဆိုရင်ပြောလို့ရတဲ့အနေအထားတစ်ခုကျွန်တော်ရှိတယ်တိုက်စစ်စုဖွဲ့မှုတွေကပြောမယ်ဆို Osula တို့ပြီးလို့ရှိရင် Elanga တို့ဒီကစားသမားတွေလောက်ပဲကျွန်တော်အားကိုးရတော့မယ်အနေအထားမျိုးဖြစ်တယ်နောက်တန်းမှာဆိုလို့ရှိရင်တော့ Lewis Hall တို့တော့ကျွန်တော်တို့ရှိသေးတယ်ဒါမဲ့လည်းပဲကျန်တဲ့ကစားသမားတွေကပြောမယ်ဆိုလို့ရှိရင်အသက်တော်တော်လေးရနေပြီဆိုတဲ့ကစားသမားမျိုးကျွန်တော်ဖြစ်တယ်နီးပြားကလည်းအသစ်ပါဆိုတော့ဒီလိုပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့ Newcastle ဒီအထိုင်ကျဖို့တော့ခက်ခဲအောင်မယ်မှန်ပေမဲ့လည်းပဲဒီနေ့ပွဲဒီ Newcastle အိမ်ကွင်းစိန်ချင်းဘက်မှာကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ Liverpool အနေနဲ့ထင်တဲ့လောက်ကြီးကျွန်တော်လွယ်မဲ့အနေထားမှာမဟုတ်ပါဘူး Liverpool ကိုယ်တိုင်ကလည်းဒါနီးပြအသစ်နဲ့ကျွန်တော်တို့ပထမဦးဆုံးစလာမှာပါဘုံမောက်နီးပြဖြစ်တဲ့ Anthony Iraola ကိုကျွန်တော်တို့ခေါ်ထားတယ်လက်ရှိအနေထားမှာဒါပထမဦးဆုံးသူ့ရဲ့ Liverpool နီးပြဘဝရဲ့ EPL ပထမဆုံးပွဲလဲကျွန်တော်ဖြစ်လာအောင်ပါဆိုတော့ဒီလိုအနေထားမျိုးကျွန်တော်ဖြစ်တဲ့ကြောင့်နီးပြအသစ်2ယောက်အသစ်နဲ့အထိုင်ကျဖို့ပြောမှဆိုလို့ရှိရင်အသင်းကိုကျွန်တော်တီဆောက်နေသေးဆိုရဲအနေထားမျိုးဖြစ်နေတဲ့အခြေအနေမျိုးမှာ Liverpool ဘက်မှာ quality player တွေပို့ပြီးတော့အများကြီးရှိတာတော့မှန်ပေမဲ့ Newcastle အိမ်ဝင်းဖြစ်နေတဲ့အတွက်ကြောင့်ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ပြောမှဆိုလို့ရှိရင်ဒီဘက်တရေလဲကျသွားနိုင်တယ် Liverpool နိုင်ကြီးလဲရှိတယ် Castle အိမ်ဝင်းကို90ရှုံးဆိုတဲ့အနေထားဒီမစိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါနီးပြအသစ်နဲ့ Liverpool ဆိုတဲ့ပုံစံမျိုးမှာဒါပြောမစိုးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်ခံစားရတဲ့ feeling ကတော့နှစ်သင်းပေါင်းကျွန်တော်၄ကိုမရောက်လောက်ဘူးလို့ကျွန်တော်ထင်တယ်Newcastle အိမ်ဝင်လည်းဖြစ်နေတဲ့အတွက်ကြောင့် Liverpool အနေနဲ့တော့ easy going ဆိုတဲ့အနေအထားမျိုးဖြစ်မှာမဟုတ်ဘူးဆိုတော့ဒီတက်ကြောင့်ဒီပွဲကိုတော့ကျွန်တော်ကတော့goal out လေးပဲကျွန်တော်ယူမယ်အများဆုံးတက်ရင်3ဂိုးပဲလို့ကျွန်တော်တော့ထင်တယ်ဆိုတော့ Who score ကတော့ဒီပွဲကို 1-2 နဲ့ Liverpool နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ညကျွန်တော်ကစားမယ်9နာရီခွဲလောက်မှာစမယ်เนาะအကုန်လုံးကဆိုတော့ညကစားမယ်Super Sunday ရဲ့ Premier League ပွဲစဉ်တွေအတွက်ကျွန်တော်ရဲ့ခံမှန်းချက်ဖြစ်ပါတယ်ဆိုတော့ brother တို့ရဲ့ခံမှန်းချက်လေးကိုလည်းcomment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးညင်းခုန်သွားလို့ရပါတယ်ဆိုတော့ Telegram channel လေးကို join မယ်ဆိုလို့ရှိရင်လည်းကျွန်တော် chat box မှာလာပြီးတော့မေးလို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးခြင်းခင်ဗျာအားလုံးကျေးဇူးပါကျွန်တော်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ပါမယ် good luck ပါ